အားလုံးမင်္ဂလာပါမိုးရအင်ချန်မီယာနဲ့ကြိုဆိုပါရခင်ဗျာမန္တလေးမြို့အောင်မိတ်တာစာမြို့နယ်ညောင်ခွဲရက်ရှစ်လန်အနီးနားမှာတည်ရှိတဲ့အယောင်လေးနဲ့မိတ်ဆက်ပေးပြရသေးခင်ဗျာညနေစာပေကျဲ18ပေနောက်ကျောင်းပေကျဲပေ40မှာတိစောက်ထားတဲ့နံကန်းနှစ်ထပ်အဆောက်အဦလေးပါပါတယ်ခင်ဗျာအလယ်လေးကတော့တောင်လဲဖြစ်ပါတယ်ခင်ဗျာပိုင်ဆိုင်မှုစာတန်းကဆိုရင်အနေကြအရက်ချုပ်လေးဖြစ်ပါတယ်ခင်ဗျာဂရန်ဖောက်ချင်ဖောက်လို့ရတဲ့ခွင့်ပြုထားတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာရောင်စည်းလေးရဆိုရင်3500ညှိနှိုင်းရောင်စည်းလေးဖြစ်ပါတယ်ခင်ဗျာပတ်ဝန်းကျင်ကောင်းပါတယ်ရက်ကွက်တန့်ပါတယ်ကွက်ကြံစည်းလေးနဲ့အယောင်လေးလည်းဖြစ်ပါတယ်ခင်ဗျာဖေးဝင်ကြတဲ့ဆိုပါကကျွန်တော်ရဲ့ Viber ဖုန်းတို့ဆက်သွယ်ဆုံးဖြတ်မြင်နိုင်ပါတယ်ခင်ဗျာ09 989829 194ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ